အဖိုးကတော့အသက်လည်းရလာပါပြီဒါပေမဲ့အထူးသဖြင့်လူငယ်တွေအမှုတော်ဆောင်မှုဘုရားသခင်အတွက်ဆက်ကပ်ခြင်းနဲ့ဘယ်လိုအကျိုးရှိလဲဘယ်လိုပြင်ဆင်လဲဆိုတဲ့ဟာကိုနှစ်ပေါင်းများစွာတိုင်းပြည်အနှံ့လျှောက်သင်ရသောအခွင့်အရေးမှာအခုမလေးမှာလဲမြန်မာတိုင်းရင်းသားတွေအဖိုးရဲ့ရင်ထဲမှာမြန်မာတိုင်းရင်းသားကအဓိကဖြစ်တယ်။ဒါကြောင့်မို့လို့တိုင်းရင်းသားလူငယ်များခေါင်းဆောင်ဖျားသခင်အတွက်သစ္စာရှိသောခေါင်းဆောင်အမှုတော်များဖြစ်ဖို့ဒီတင်နန်းကိုမလေးမှာလုံးအောင်ဖြစ်တဲ့အတွက်ကျေးဇူးတော်လည်းချီးမွမ်းသလိုပဲဒီစီဇန်နဲ့ဒီကုမုံမအဖွဲ့ကိုလည်းအလုံးပဲကျေးဇူးတင်တယ်ဘယ်လိုဖြစ်ဖြစ်မလေးကိုတော့တွားပြအောင်တွားမယ်လို့ဆုံးဖြတ်ထားလို့ဆုတောင်းပေးခြင်းနဲ့အတူပေါ့နော်အဲ့ဒီမှာအများဆုံးသောလူတွေကိုဘုရားသခင်ခွင့်ပေးတဲ့မြန်မာတိုင်းရင်းသားတွေအဖို့တွေ့ဆုံးပြီးတော့အဖို့ရဲ့အတွေ့အကြုံတွေနဲ့လက်တွေ့ကြတဲ့ဥဆောင်နည်းနဲ့အမှုတော်ဆောင်ခြင်းခေါင်းဆောင်များတင်တန်းကိုပေးဖို့ရရှိတယ်ဒါတော့အားလုံးနဲ့တွေ့ဆုံတင်တယ်ဆိုတာဒီကနေပြီးတော့အသိပေးပါတယ်မင်းတို့ကိုဘုရားသခင်ခေါင်းကြီးပေးပါစေမလေးရှားမှာအဲ့လိုမာလီယာညီကိုဒီအိမ်တိုင်းနဲ့ဆွေးနွေးပြီးတော့ဒီနေ့ဒီခုပေါင်းရတာသူ့ရဲ့ပေါင်းရောက်ပါတယ်ကျွန်တော်လည်းကောင်းတော့စဖြစ်ခါစဆိုတော့အဲဒီညီနဲ့မှရှင်းစကားလေးတွေပြောချင်တယ်အဲ့ဒီနေ့မှာရားငယ်လေးနပ်ပြီးတော့ရားငယ်လမ်းပြတော့ပြောတော့မယ်လို့စိတ်ဆန္ဒရှိပါတယ်ဆေးဥဒ္ဓမောထုံးနဲ့ဆရာစော်လေးအောင်တွေတွေ့ပြီးတော့နေကြတာအထူးပဲဝမ်းမြောက်တယ်ဘုရားသခင်ရဲ့အောက်ဝေရဒီနာကိုဘုရားသခင်ကောင်းကြီးပေးလို့ပြုထားတယ်တခုခုတော့ဘုရားသခင်လုံးဝပဲကြီးတော့ခုလုံးပဲလို့ဒီနေ့မှခံစားပါတယ်ယုံကြည်ထားပါတယ်လို့ပြောစတဲ့ဘုရားသခင်ကိုကျေးဇူး